အခုဒီအတန်ကိုကြားနေရသေးတယ်ဆိုရင်သင်ကံလွန်ကောင်းနေပါသေးတယ်ကို့အသက်ကိုတန်မိုးထားပါအခုချိန်မှာတချို့လူတွေအသက်မရှိကြတော့ဘူးဒီအတန်ကိုကြားနေတဲ့အချိန်ကို့မှာနေစရာအိမ်ရှိနေသေးတယ်ဆိုရင်ကို့ဘဝကိုကျေနပ်တင်းတိမ်လိုက်ပါဘယ်တော့မှကို့ဘဝကိုစိတ်မပြတ်မိပါစေနဲ့တချို့လူတွေနေချင်းညချင်းအိုးအိမ်တွေမရှိကြတော့ဘူးဒီအတန်ကိုကြားနေတဲ့အချိန်ကို့မှာမိဘညီကိုမောင်နှမဆွေမျိုးတငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေရှိနေသေးတယ်ဆိုရင်အခုချိန်ကစပြီးသူတို့အပေါ်အရင်ကထက်ပိုကောင်းအောင်ဆက်ဆံပါပိုချစ်ခင်တန်ဖိုးထားပါဂရုစိုက်အချိန်ပေးပါတချို့လူတွေသူတို့ဘဝမှာတယောက်မှမရှိကြတော့ဘူးဒီအတန်ကိုကြားနေတဲ့အချိန်ကို့မှာချစ်ခင်မြတ်နိုးရလူတွေရှိနေသေးတယ်ဆိုရင်လက်ကျန်သက်တမ်းအချိန်တွေမှာဘဝကိုချစ်ခင်မြတ်နိုးရလူတွေနဲ့ကောင်းမွန်အကျိုးရှိစွာပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါအပေါ်ယံပကသနာတွေဖြစ်တဲ့ဂုံတွေယာရုစည်းစိမ်တွေကိုမေ့ထားလိုက်ပါတော့ပကသနာတွေဆိုတာကဘာမြေကြီးတစ်ချက်ခါယုံနဲ့ကြွားကြနိုင်ပါလေဘယ်သူပေါ်မှလည်းမာနတွေရန်ညိုးရန်စအာဃာတတွေမထားပါနဲ့တော့ကိုချစ်ခင်မြတ်နိုးရလူတွေနဲ့ပျော်ပျော်နေပါဒါနတွေလုပ်ပါကံ၅ပါးကိုလုံအောင်ထိမ့်ပါဘာဝနာတွေပွားများနိုင်အောင်ကြိုးစားပါဒီလောကကြီးကနေထွက်ခွာသွားတဲ့အခါဘာနောင်တမှမရအောင်နေထိုင်ပါဒီဘဝပြီးုံနဲ့မပြီးသေးဘူးတန်တရာဆိုတာရှိသေးတယ်အပေလေးပုံလူပုံနတ်ပုံဆိုတာတွေရှိပါသေးတယ်ဘဝကူးကောင်းအောင်ကြိုးစားပါထပ်သတိပေးပါမယ်ဒါနတွေလုပ်ပါဒီနေ့ကစလို့၅ပါးသီလကိုလုံအောင်ထိမ့်ပါသမထဝိပဿနာဘာဝနာတွေပွားများနိုင်အောင်ကြိုးစားပါကပ်ပြီးမျိုးစုံဆိုင်ပြီးရန်သူမျိုး၅ပါးဝိုင်းနေတဲ့ဒီနိုင်ငံမှာလူတွေအများကြီးဆုံးပါသွားခဲ့ကြပြီဒီထဲကိုမပါသေးဘူးဆိုတာကကိုယ့်ရဲ့ကံတွေကောင်းနေသေးလို့ပါရှေ့လျှောက်ကံဉာဏ်ဝိရိယတွေမျှတအောင်နေထိုင်ပါကိုယ့်ရဲ့ဘဝလက်ကျန်အချိန်တွေကိုအလဟတ်မဖြစ်ပါစေနဲ့ချစ်ရသူတွေနဲ့ပျော်ပျော်နေပါကုသိုလ်တွေနဲ့ပျော်အောင်နေပါသာသနာ့တွင်ဆရာတော်